ဒီ house ဆော့ရဲ့အချိန်မှာကျွန်တော်ဒီ equipment အများကြီးမလိုအပ်ဘူးကျွန်တော်ဘာလို့လဲကျွန်တော်ထိုင်ကုန်လေးနဲ့ကျွန်တော်အလေးထုံးတုံးရှိပြီဆိုရင်ကျွန်တော်အိမ်မှာဆော့လို့ရတဲ့အတွက်ကြောင့်မလို့ဒီ site ကိုကျွန်တော်ပြပြောမယ်ပထမဆုံးအနေနဲ့ကျွန်တော်ညီတွေကျွန်တော်များတွေ့တာကကျွန်တော်ဒီ site ဆော့တဲ့အချိန်ညရင်ခြေထောက်ကြီးကိုဒီပေါ်မှာတင်ဒူးကိုတစ်ဖက်ဒီမှာထောက်ပြီးတော့ခါကျတော့မှကျွန်တော်ဆွဲပေးရကျွန်တော်တွေ့ရတယ်ဆိုတော့ဒီလိုမျိုးဆော့တဲ့အချိန်မှာကျွန်တော်တိတ်ပြီး beginner friendly မဖြစ်ဘူးလို့ကျွန်တော်မြင်ရတယ်။ဘာကြောင့်မို့လဲကျွန်တော်အဲ့လိုမျိုးဆော့နေတဲ့အချိန်တိုင်းခါကြီးက naturally ကုန်းသွားတတ်ဖို့ကုန်းဖို့ကအရင်အရေးကြီးတယ်ဆိုတော့ဒီလိုမျိုးဆော့ရည်ကျွန်တော်တွေ့ရတယ်။ပြီးရင်ဆွဲတဲ့အချိန်ကျရင်လည်းပို့ပြီးတော့မှကျွန်တော်ခက်ခဲတယ်။ဒီ exercise ကိုကျွန်တော်ဒီလိုမျိုးဆော့မယ်စာကျွန်တော်ခုံနည်းနည်းလေး incline မှာကျွန်တော်ထားပြီး incline ဆိုတော့နည်းနည်းမြင့်လိုက်ပေါ့။ဟုတ်ပြီလား chest press ဆိုတော့တွန်းလိုမျိုးပဲ incline chest ဆိုလိုမျိုးနည်းနည်းလေးမြင့်လိုက်မယ်။မြင့်ပြီဆိုရင်ဘာလုပ်လဲဆိုတော့ကျွန်တော်လက်ကိုဒီပေါ်မှာတင်ပြီးတော့နားထားပြီးလို့ရတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ပို့ပြီး upright ဖြစ်အောင်လို့ကျွန်တော်ကူညီပေးတယ်။ upright ဖြစ်နေရင်ကျွန်တော်ခါမကုန်းတော့ဘူး။ okay ပြီးဆိုရင် position posture ပို့ပြီးတော့ကောင်းတယ်ဟုတ်ကဲ့လား။ဆိုတော့ဒါကိုကျွန်တော်ဒီလိုမျိုးလက်ကိုတင်ထားမယ်။တင်ထားပြီးဆိုရင်ဆွဲမယ်ဟုတ်ပြီလားဆွဲတဲ့အချိန်ကျရင်တော်တော်များများကဘာကြီးမားလဲဆိုတော့တက်တက်ကြီးဆွဲတာဒီလိုမျိုးကွေးပြီးတော့ဆွဲတာโอเคအဲ့လိုမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒီခြေထောက်ကိုကျွန်တော်တွေ့ရမလားကျွန်တော်ဒီခြေထောက်ကနေမှဘယ်ဘက်ခြေထောက်ကနေမှအဲ့ဒီ distance တွေကျွန်တော်စမယ်ပြီးရင်ကျွန်တော်မျောကျွန်တော်ခံမှန်းနေတာကျွန်တော်ရဲ့ bike အလယ်နာရဲ့ကျွန်တော်ခါမရောက်ခင်နာအထိကျွန်တော်ဆွဲပြီးမယ်ဟုတ်ပြီလားကျွန်တော်ခါလုံးဝမကုန်းပါဘူးโอเคဆိုတော့ဒီလိုမျိုးဆော့ပြီးခြင်းကပို့ပြီးတော့မှကျွန်တော်ဒီထန်ကုန်ပေါ်မှာဒူးထောက်ထားတယ်အများကြီးပိုကောင်းတယ်အဲ့ဒါကြောင့်မို့ဒီဗီဒီယိုအထောက်အကူပြပါစေဒီလိုအထောက်အကူပြဆိုရင်ကျွန်တော် subscribe လုပ်ပြီး like လုပ်ထားပြီးပါပြီး share လုပ်သွားပြီးလည်းကျွန်တော်ကျေးဇူးတင်ပါတယ် okay I'll see you in the next video